SIO Podcast မြန်မာကဲဒီနေ့ကလေးလာဆန်းစစ်မှုအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ပုံမှန်အစီအစဉ်တွေလိုမျိုးအချိန်ဆွဲမနေတော့ပဲကျွန်တော်တို့အချိန်အများဆုံးအကုန်ဆုံးလေးရှိတဲ့လူတွေစီကနေအချင်းစီရိုက်တွေကန်တက်ချက်တွေကိုဘယ်လိုများရည်မျိုးတစ်ခုလိုစုပ်ယူမိတတ်ကြတယ်လဲဆိုတော့ဖုံးခွေနေတဲ့အမှန်တရားတွေကိုတန်းပြီးဝင်လိုက်ကြရအောင်ဒီအချက်တွေအားနဲ့တဆင့်ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ကဘဝရဲ့အောင်မြင်မှုကြာရှုံးမှုတွေအပေါ်ဘယ်လောက်ထိများကြီးမားတဲ့တက်ရောက်မှုရှိနေလဲဆိုတော့ကိုအန်ဒိုးစရာကောင်းလာအောင်တွေးမြင်လာရမှာတေချာပါတယ်။စဉ်းစားကြည့်အောင်နော်ကျွန်တော်တို့ရဲ့အနီးကပ်ဆုံးလူတွေကအနာဂတ်ကိုတိတ်တဆိတ်တီစော့ပယ်နေတာလားဒါမှမဟုတ်ဖြစ်ဖြစ်ချင်းဖြစ်စီနေတာလားဒီမင်းဟုံးကဒီအကြောင်းအရာတစ်ခုလုံးအတွက်အဓိကကြတဲ့အသက်သွေးကြောပါပဲ။ဒါကြောင့်ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ကိုအကဲဖြတ်ဖို့ပတ်ဝန်းကျင်စစ်ထုံးမှုလို့ခေါ်တဲ့အခြေခံမူပေါင်းကိုတုံထားပါမယ်။တိကျလိုက်တိုင်းလူတွေကကိုယ့်အနာမှာရိုးရိုးလေးရှိနေကြမှာမဟုတ်ဘူးလေကျွန်တော်ရဲ့အတွေ့အခေါ်တွေစိတ်နေစိတ်ထားတွေကိုတိတ်တဆိတ်ဝင်ရောက်ပြီးလွှမ်းမိုးနေကြတာပါโอเคဒီတရားကိုတေးချလဲဝင်ကြည့်လိုက်ကြဆိုနံပါတ်6ပေါ့ဘာလို့ဆဲလဲဆိုတော့မန်ကန်တဲ့လူတွေနဲ့ပေါင်းတဲ့ဆက်ဆံခြင်းကဘဝကိုစနစ်တကျဆဲစားအထိတိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတော့အဓိကအချက်ကြောင့်ပါပဲဒါတကယ်ကိုအမခံပါပဲမန်ကန်တဲ့ပတ်ဝန်းကျင်သာရှိနေမဲ့ဆိုရင်အောင်မြင်မှုဆိုတော့အစမောင်းများစွာကိန်းဂရန်တွေလို့ခုံတက်သွားလိုက်ပါတယ်ပြောင်းမြန်အနေနဲ့မားရွေးတဲ့လူတွေနဲ့သာပေါင်းနေမိရင်တော့အရာလုံးက3ညအထိထိုးကျသွားနိုင်တယ်ဆိုတာကိုလည်းသတိထားရမယ်ကဲပထမဆုံးစစ်ထုံမှုအပိုင်းဖြစ်တဲ့ပတ်ဝန်းကျင်ရဲ့ကိုပြောက်ဆွမ်းအားဆွဲအပိုင်းကိုသွားလိုက်ကြအောင်ကျွန်တော်တို့လူသားတွေရဲ့ဦးနောက်ကလည်းအုပ်စုတစ်ခုရဲ့လက်ခံမှုကိုမသိစိတ်ကနေအမြဲတမ်းလိုလားနေတတ်တယ်ဆိုတာသိပါတယ်လားအဲ့ဒီတော့အုပ်စုရဲ့ဝင်ဆက်နိုင်မှုဆိုပြီးတခြားသူတွေရဲ့စကလုံးတွေရှူထောင်းတွေအပြုအမူတွေကိုတတိမထားမိပဲအတူခိုလာတတ်ကြပါတယ်တကယ်တော့ဒါကအချင်းဖြုံးနေုံတသက်မဟုတ်ပါဘူးသူတို့ရဲ့အချင်း CID ကန်တက်ချက်တွေကိုပါတိတ်တဆိတ်ဆွယူနေမိတာပါဥပမာလေးတစ်ခုကြည့်အောင်နေတိုင်းစာလုပ်ဖို့စီစဉ်ထားတဲ့ចောင်းသားတယောက်ရှိတယ်ဆိုပါတော့ဒါပေမဲ့သူတငယ်ချင်းတွေကဟေးနောက်မလုပ်ပါကွာဆိုပြီးအပြင်ထွက်ဖို့အမြဲဆွဲဆော့နေမယ်ဆိုရင်ဘာဖြစ်သွားမလဲနေတိုင်းစာလုပ်မဲ့အစီအစဉ်ကနေတရက်ခြားတစ်ခါဖြစ်သွားမယ်နောက်ဆုံးလုံးဝစာမလုပ်ဖြစ်တော့တဲ့အချိန်တွေထိရောက်သွားပါလိမ့်မယ်စာမေးပွဲကြတဲ့အခါကိုကိုလည်းမတော်လို့ဆိုပြီးအထင်မှားတတ်ကြတယ်တကယ်တမ်းကကိုအောက်ဆွဲချားနေတဲ့ပတ်ဝန်းကျင်ကြောင့်ကိုရဲ့စံနှုန်းတွေကျဆင်းသွားရတယ်ဆိုတာကိုမမြင်ကြလို့ပါဆက်သွားရအောင်ဒုတိယမြောက်စစ်ထုံမှုကတော့ရှင်းပါတယ်စကားတဲ့အလောက်ကပိုရေးကြည့်တယ်ဆိုတဲ့အပိုင်းပါဒီမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ရှင်ချက်တစ်ခုရှိတယ်တစ်ဖက်မှာကနေတိုင်းတိတ်တဆိတ်လိတ်ချင်နေတဲ့အားကစားသမားအခြားတစ်ဖက်မှာကစကားပဲပြောနေတဲ့သူလက်တွေ့လှုပ်ဆော်သူတွေဟာလေသူတို့နားမှာရှိနေုံနဲ့တင်တကယ်စီကံရှိမှုကိုကူးဆက်စေတာပေါ့စစ်ခွန်အားတွေရစေတာပေါ့ဒါပေမဲ့စကားပဲပြောနေသူတွေစီမှာတော့အကြံဉာဏ်ကောင်းတွေရှိချင်ရှိမယ်လက်တွေ့အကောင့်ထဲဖို့မှုလုံးဝကိုမရှိတာပါအဲ့ဒီလိုလူတွေနဲ့အရင်နီးနီးကက်ကက်နေမယ်ဆိုရင်ကိုယ်တိုင်လဲလက်တွေလှုပ်ဆရာမလို့ပဲစကားပြောအစီအစဉ်ဆွဲတာလောင်းနဲ့တင်လုံးလောက်တာပဲဆိုတဲ့အထင်မြင်မှားတဲ့ဝင်လာပြီးကျူးစားချင်းစိတ်တွေဖြည်းဖြည်းဖျောက်ကွယ်သွားပါလိမ့်မယ်တတိယမြောက်စစ်ထုံမှုဖြစ်တဲ့ဝမ်းနာချိန်နဲ့ဝမ်းနေချိန်များတွင်စမ်းသက်ခြင်းဆိုတဲ့အပိုင်းကိုရောက်လာပါပြီတာမန်နေရတဲ့မှာလူတယောက်ရဲ့အစစ်အမှန်တရားမှန်ကိုဖုံးကွယ်ထားလို့ရပါတယ်နော်လူတိုင်းကတာမန်ချိန်တွေမှာပြုံးချွင်နဲ့ရင်ကျေးပြုံငါဆိုအနေနိုင်ကြတာပဲလေဒါပေမဲ့ဘဝရဲ့အရေးကြီးဆုံးအချက်တွေဖြစ်တဲ့အရန်ကိုအောင်မြင်နေချိန်ဒါမှမဟုတ်အစိုးရလုံးကြားရှုံနေချိန်တွေမှာတော့တကယ်အစစ်အမှန်သဘောတဘာဝတွေပေါ်လွင်လာတတ်ပါတယ်ဒါကြောင့်အရေးကြီးဆုံးကကိုလဲကျသွားချိန်မှာကုညီဖေးမလားဒါမှမဟုတ်သူ့ကိုယ်သူမြင်နေဖို့တော့ကိုတက်နှင်းသွားမလားဆိုတာပါပဲကိုအောင်မြင်မှုရချိန်မှာပတ်ဝန်းကျင်ကနှုတ်ဆက်နေတယ်ဆိုပါတော့အဲ့ဒီအတန်တိတ်နေမှုရဲ့နောက်ကွယ်မှာမနာလိုဝန်တုံမှုတွေဖုံးကွယ်နေတတ်ပါတယ်ပြောင်းပြန်အနေနဲ့ကြီးမားတဲ့ကြာရှုံးမှုနဲ့ရင်ဆိုင်ရချိန်မှာအပြစ်တင်ကယ်ရဲသူတွေကသူတို့ရဲ့မာနာကိုမြင့်နေဖို့အတွက်သူတစ်ပါးရဲ့အနှိမ့်ကြဆုံးအချိန်ကိုအသုံးချနေတာပါဒါဟာတကယ်ကိုအရေးကြီးတဲ့စံသက်ချက်တစ်ခုဖြစ်ပါတယ်ဒါမဲ့ဒီမှာတိမ့်မွေတဲ့အချက်လေးတစ်ခုတော့ရှိတယ်ဗျာကျွန်တော်တို့အလေးချိန်ခွင်လေးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါလူတယောက်ရဲ့အတိတ်ကအဖြူမှုတစ်ခုလုံးကိုခြုံငုံသုံးတတ်ဖို့ကအရေးကြီးပါတယ်အကယ်၍သူတို့ကရေးပြရတာဖြင့်ကိုညီတတ်တယ်ရိုးသားရဲဆိုရင်တခဏတာမနာလိုမှုကြောင့်နှုတ်ဆက်နေရမျိုးလောင်နေတော့ဆက်ဆံရေးကိုချက်ချင်းဖြတ်တောက်လိုက်စီရမလို့ပါဘူးလူသားတွေပဲလေအဖြစ်အနာအစာကင်းတဲ့သူတွေမှမဟုတ်ကြတာဒါကြောင့်အချိန်ကြာလာတာနဲ့အမျှဖြစ်ပေါ်နေတဲ့စုစုပေါင်းအပြုမှုပုံစံတွေကိုသာချိန်ခွင်ထဲထည့်ပြီးအလေးထားစဉ်းစားရမှာပါစတုထမြောက်စစ်ထုံမှုကတော့တိုးတက်နေသလားဒါမှမဟုတ်တန်တရာလဲနေသလားဆိုလာပါပဲလူတယောက်နဲ့နေပေါင်းများစွာခင်မင်ရင်းနှီးခဲ့အောင်နဲ့ကိုယ့်ရဲ့အနာဂတ်မှာသူတို့အလိုအလျောက်ပါဝင်တင်တယ်ဆိုတဲ့အလိုအန်တယ်များတဲ့ယူဆချက်တစ်ခုရှိနေတယ်ပါတယ်အတိတ်မှာအချင်းကြားကြီးအတူဖြတ်သန်းခဲ့အောင်နဲ့အပြန်အလှန်တွက်တက်မှုရှိတယ်လို့မဆိုနိုင်ဘူးလေရက်တက်နေတဲ့တန်တရားရဲ့လက္ခဏာတွေကိုကြည့်လိုက်အမြဲတမ်းရီးသွားနေတာပြောင်းလဲဖို့အချင်းဆွဲနေတာပြီးတော့ကြာရှုံးမှုတွေအတွက်သူတစ်ပတ်ပေါ်ပဲဖြစ်တင်နေတာတွေပါ
ဒီလိုချွေးချက်တွေကိုဘယ်တော့မှမပြုတ်ပြင်ပဲတန်တရားလည်းနေတူတွေနဲ့ဆက်ပေါင်းတင်နေမယ်ဆိုရင်ကြာရှုံးမှုဆိုတာတာမန်ကိစ္စတစ်ခုလိုဖြစ်လာပြီးကိုယ့်ရဲ့တိုးတက်မှုကိုလည်းတိတက်စေရတန့်သွားစေပါတယ်မကြခင်မှာပဲဒီလိုပြုတ်မှုတွေကပုံမှန်လက်ခံနိုင်စရာပဲလို့ထင်မှတ်လာပါလိမ့်မယ်ဒါဟာတကယ်ကိုချောင်းချက်တစ်ခုပါပဲ ဒီစကားလေးကိုသေချာနားထောင်ကြည့်ပါအချင်းကြာမြင့်မှုကတိုးတက်မှုကိုအာမမခံပါတစုံတစ်ခုကိုမြင့်မြတ်ကြအောင်တိခံနိုင်ကြအောင်ကိုသာတတ်တည်ပြပါသည်တကယ်ကိုလီနက်ကဲတွေးမြင်တစ်ခုပါပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဖြူပြင်းပြောင်းလဲပြီးရက်တက်နေတဲ့တန်တရားကနေခွာထွက်ခြင်းဟာကိုတာဝန်ယူမှုရှိတဲ့လွှတ်တဲ့လုပ်ရတစ်ခုပါတချို့ကထင်တတ်ကြတယ်လို့ရက်ဆက်တဲ့သက်စာဖောက်မှုမျိုးမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့အနာဂတ်ကိုကာကွယ်ခြင်းတတ်တာဖြစ်ပါတယ်အခုဆိုရင်ပန်းစမမြောက်နဲ့နောက်ဆုံးစီထုံမှုဖြစ်တဲ့ဘဝကိုအဆုံးအဖြစ်ပြည့်မဲ့မေကွန်ဆွေအပိုင်းကိုရောက်လာပါပြီကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ကငြိမ်းချမ်းမှုကိုဆောင်ကျဉ်ပေးသလားဒါမှမဟုတ်ရှုပ်ထွေးမှုတွေကိုဖြစ်စေသလားဘဝရဲ့ခက်ခဲပင်ပန်းတဲ့အခြေအနေမှာလုံခြုံစွာအသက်ရှူနိုင်တဲ့နေရာလေးတစ်ခုကိုဖန်တီးပေးတတ်သူတွေရှိသလိုတချို့ကတော့ပြဿနာတွေရှုပ်ထွေးမှုတွေနဲ့အဆုံးမရှိတဲ့ drama တွေကိုသာတဲလာတတ်ကြပါတယ်ရှုပ်ထွေးတဲ့လူတွေဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရောငွေကြေးပိုင်းဆိုင်ရာအရင်းအမြစ်တွေကိုပါဆုပ်ယူတော့တတ်ကြပါတယ်ဒါပေမဲ့ငြိမ်းချမ်းတဲ့လူတွေကတော့ပြဿနာတစ်တွေထပ်မတိုးလာတော့နေပေးကြတယ်သူတို့ကစိတ်ကိုတည်ငြိမ်စေတယ်ရှင်းလင်းစွာစဉ်းစားတွေးခေါ်နိုင်စေပြီးရေရှည်တည်ငြိမ်မှုကိုတည်ဆောက်နိုင်ဖို့ကူညီပေးပါတယ်ငြိမ်းချမ်းမှုဆိုတာရှင်းလင်းပြတ်သားတဲ့တွေးခေါ်မှုရဲ့အခြေခံအုတ်မြစ်ပါပဲကဲဒီလိုအတိအမြင်တွေကနေလက်တွေ့ပြောင်းလဲမှုစီကိုဘယ်လိုသွားမလဲအချိန်စရာလေးနဲ့ကြီးကြရအောင်အစိုးမြင့်တော့တဲ့ပတ်ဝန်းကျင်ကနေထွက်ခွာဖို့ဆိုတာမလွယ်ပါဘူးပထမနေ့မှာတော့ကိုနေရာမကျသလိုအထီးကျန်သလိုခံစားရနိုင်ပါတယ်ပထမနေ့မှာလည်းအကျွမ်းတဝင်ရှိနေတဲ့အဟောင်းနေစီကိုပြန်သွားခြင်းနဲ့စင်သားတွေကိုတွန်းလှန်ပြီးအပြောင်းလဲကိုတီးခံဖြစ်တန်းရအောင်ပါဒါပေမဲ့ပင်းစမနေ့ကိုရောက်တဲ့အခါတည်ငြိမ်မှုအပြုတော်ဘိုးဆောင်တဲ့လွဲမိုးမှုတွေကြီးမားတဲ့တိုးတက်မှုတွေနဲ့လုံးဝကိုပြောင်းလဲသွားတဲ့ဘဝတစ်ခုကိုမြင်တွေ့ရမှာပါအစားပိုင်းကခံစားရတဲ့အခက်အခဲတွေဟာရေရှည်တော့ပြီးဆက်ရတဲ့တန်ဖိုးတစ်ခုတက်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့လမ်းဆောင်မေးခွန်းတစ်ခုကိုမေးချင်ပါတယ်သူတို့နဲ့နေရတဲ့အခါကိုယ့်ရဲ့ဘဝကပူကောင်းလာသလားပူဆိုးလာသလားဒါရွှေရှင်နဲ့မေးခွန်းတစ်ခုမဟုတ်ပါဘူးအရန်ကိုလေးနက်တဲ့ကိုယ်ပိုင်စင်ကျင်သုံးသပ်မှုတစ်ခုပါကျွန်တော်အားလုံးရဲ့ဘဝဟာအနီးကပ်ဆုံးရှိနေတဲ့ပတ်ဝန်းကျင်ရဲ့ရလက်ဖြစ်တယ်လို့ဒီအချက်လက်တွေကအခိုင်အမာဆိုထားပါတယ်နောက်ထပ်နားနဲ့ချာကိုကြိုကြည့်လိုက်တဲ့အခါလက်ရှိလူမှုပတ်ဝန်းကျင်မှာပဲစနစ်ချင်းကဂုံယူစရာနဲ့အောင်မြင်မှုတွေစီဥတည်သွားမလားဒါမှမဟုတ်နောင်တာတွေနဲ့တိုးတက်မှုမရှိပဲရက်တန့်နေခြင်းစီကိုပဲတွားမလားဒါအရာအလုံးကိုအဆုံးအဖြတ်ပေးမဲ့ရွေးချယ်မှုတစ်ခုဖြစ်လို့တခြားလဲအချင်းယူပြီးစဉ်းစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်